ကျွန်တော်စပါတီကပ်ကျွန်တော်ချိန်မဲ့ကကိုတိပါဗျာဒီနေ့ကတော့ပြန်လဲရောက်ရှိလာတဲ့တောင်ဆောင်ကတိုးချန်လေးပါနော်ဟုတ်မယ်တိုးသားမပြေးလာနေပါလေဟုတ်ခုတော့လူငယ်တွေရမ်းလာလေရှင်တဲ့နေရာပေါ့နော်တော်တော်လေးလာဆိုဟုတ်ကဲ့လာပါတယ်တောင်ဆောင်လေးမှာတဲလေးတွေရှိတယ်တိုးလေးတွေရှိမယ်တိုးဖြူလေးတွေရှိမယ်ဟောဟိုမှာတိုးမဲလေးတွေလည်းရှိပါတယ်နောက်ပြီးအခုကတော့ခုဒီချိန်ကတော့ညနေစီးတာညနေ3 နာရီပါအဲ့တော့အခုကဟိုးမှာမြင်နေရတဲ့အဖြစ်ဖြစ်ဝိုင်းဝိုင်းကြီးကိုပေါ့ဗျာလူတွေတော်တော်လာကြတာအဲ့တော့စကအင်ဂျီလေးဝစ်ပြီးတော့မြင်းကြီးကိုခွာစီမလားထိုင်စီမလားမင်းကလေးလိုပဲထိုင်ပါလားပေါ့နော်အဲ့လိုလေးလာလိုက်ရိုက်ကြတာပေါ့နော်ဘယ်လိုပြောလဲကျွန်တော်လည်းတိတ်တော့မပြောတတ်ဘူးဟုတ်ပြီချစ်သူကောင်မလေးနဲ့ပဲကောင်လေးနဲ့ပဲလာပြီးတော့ရိုမလာပေါ့ဟုတ်လားအဲ့လိုလေးတွေပါဗျာဒါတော့ဟိုရှင်ဒီကနေပြန်လာတာလေအဲ့ဒါတိုက်လေးတွေအင်လေးတွေဒါတော့ကျွန်တော်ရဲ့ဧည့်သည်တွေပါရန်ကုန်ကလာကြပါတယ်ဒါပဲရှိတယ်ဒီလိုလေးတွေပေါ့နော်ဒါဒါကျွန်တော်ဧည့်သည်တွေဒီတူချန်လေးနဲ့အဲ့တော့ဆက်နေတယ်ငါပြောင်းခိုင်းကြတယ်မစိုးဘူးလားဒီတော့လေတော့ရေချိုးပေးထားတယ်ဟုတ်လားဒီစစ်စရာလေးပါနော်ချက်ခိုင်ပါဒီမှာပါနော်ဒီထဲဝင်ချင်းဒါတက်ကိုဟိုပါဟိုမှာတွေ့လားကောင်မလေးနဲ့ကျွန်တော်ကောင်မလေးမဟုတ်ပါဘူးလို့သူလည်းလာလေတဲ့အဲ့ဒီပါလို့အဲ့လိုပါနော်ဝင်ချင်းနေဆိုရင်ဒီထဲမှာဝင်ချင်းတက်ပေးရပါတယ်အစားတော့ဝင်ချင်းမပေးရပါဘူးနော်ခုကတော့ဒီမှာဝင်ချင်းပေးရပါတယ်ဟောဟိုမှာဝင်ချင်းသားတူးတယ်ဘာနေပါပြီကောင်းပြီလားโอเคသူကြတော့ VIP တွေပေါ့နော်အဲ့လိုပေါ့စအဲ့နားမှာရိုက်ချင်တာပြန်တဲ့အခုလာလေဖြည်းဖြည်းချင်းလာလေအဲ့တိုးလမ်းကြောင်းနဲ့လာလိုက်ကြီးရဒီဘက်ကနေခွာလို့ရလားဘလဲဖြည်းဖြည်းလာကောင်မလေးကြော်ရိုက်ပြအဲ့လိုပါဘာဒီကိုကြောက်မှာဟမ်တော်ပါလာပါမေးရတယ်တုံးတော့ပြန်ရမှာလည်းမဟုတ်ပဲလားမရဘူးမေးဘယ်ကတော့လို့မရဘူးကာလာမှာဘာဖြစ်ဘူးဘာရှိဘယ်ကနေလဲရကြည့်ပါဒီဘက်ထောင်းကြလားကောင်းကင်ကြီးနဲ့ရမ်းရမ်းလှနေပါတယ်ဟုတ်ကဲ့ကျွန်တော်ခုတည်ပါအဲ့လိုပါတော့ဒီပါတခါမှလည်းအဲ့လိုရောက်နေတဲ့အချိန်မှာတိုးရတောင်းရရှိသူလက်ကလေးကိုတွဲပြီးတော့အဲ့လိုပါတော့ဒါပေမဲ့လည်းသူတို့ပဲပြရတယ်ဒီထဲမှာမိမိနဲ့သူတို့နှစ်ယောက်ပဲပေါ့နော်အဲ့လိုပါကလူကြည့်ရှိပြီးတဲ့ကျေးဇူးအထူးကိုတင်ပါတယ်ခင်ဗျာနော်အဒီသူတာရပါတယ်ချင်းမိုင်ကိုလာလေလို့ရှင်တတိယလိုက်ပါ
ကျွန်တော်ကိုတစ်ပါချင်းလိုက်ချင်းမိုင်မေကပောင်မွန်ချန်အဲလေ